ထဝန်းကြွက်ကလေးတွေဒင်ငယ်စားတဲ့ဂိမ်းကစားမယ်ရှုံးတဲ့လူပါကိုမန်ခိုင်းတာလေ ကိုမန် viewer တွေ man နဲ့ punishment ကိုလုပ်ကြည့် ခုနကအနိုင်ဝါဆိုငါပဲပြင်စားတယ် မေလုပ်ပြန်ပြီလုပ် တစ် ပါရောက်လဲ မီ ပြိတ္တကိုပြလိုက်အောင်နိနှစ်တစ်နှစ်ဒီလိုပြကင်မရာအစင်းရောက် ဟောအစိမ်းရောက်လား3နဲ့တစ်နဲ့3 ကင်မရာပြလိုက်လေမော်ရောင်ကြီး အစိမ်း နင်ကအစိမ်းရှာမှာငါအဝါရှာလီတစ်နှစ်သုံးလီဟာချက်လားအော်လေမော်ရောင်ကြီး နဲ့တစ်နဲ့ ပြာကြီး 3 သုံးတစ်နှစ်သုံးဟာချက်လားအိုးအပြာကြီး 3တစ်နဲ့3အစိမ်း ဟာတက်ကြီးကွာ3ယူခောက်သွားတော့အန်သာလုံးလိတ်တော့မလိတ်သွားဘူးဒါမှငါမငင်းတော့ပါဘူး ဗီဒီယိုထဲမှာပြန်ကြည့်ကြည့်လိုက်မရောရင် အန်သာတော့မလိတ်သွားဘူးဟုတ်လား မလေးရမှာလေ အနီး အော်ဆရာကြီးဗီဒီယိုထဲမှာပြန်ကြည့်ကြည့်ပါ လောက်ပါမလီနင်းကငါမငင်းပါဘူး တစ်နဲ့ ငါညင်းရင်လည်းနင်နာကြီးသွားနေအော်ဘာမှမရှိရဲ့ပကံပြားလွတ်ကြီးသွားတော့ကြာ 3 တော့ တစ်နဲ့3ပြန် ဒီโอเคအဝါလေးဟာလိမ္မော်ရောင်နဲ့ လေးတစ်နဲ့3လေးပြိုင်အော် နေစောက်ချက်မကောင်းမှာမစောက်ချက်မကောင်းမှာမကောင်းတာတစ်နဲ့လိုက်မှုနေရအနီးကြီးတဲ့ကွာလီ တစ်နဲ့3လေးအစိမ်းရဘယ်ရောက် တစ်နှစ်သုံးဒီဘာခုနလန့်ပြီးသားကြီးလားမသိတာကြီးဟုတ်တော့ဘူးအပြားကြီး ငါတစ်နဲ့3လေး ငါကြောအေးဟဲ့လိမ္မော်ရီရွက်နော်လုံးဝပြောင်းတယ်သူငါတင်းနေအောင်လျာအေးပကံများလွတ်ကြီးမှာပဲသွားနားနေတယ်စိတ်ညစ် တစ်နဲ့3လေးငါ စိတ်လားမသိဘူးလိမ္မော်ရောင်တော့တင်းနေတော့ဒါတော့အဝါဖြစ်တော့ကွာဟာခုဒီကငါမဝါသေးဘူးရောင်ကြီး တစ်နဲ့3အပြိုင် ဟဲ့အောင်ကြီးနှစ်တစ်နှစ်အဝါဟာဟဲ့အောင်လိမ္မော်တွေအနီးတွေအပြာတွေဟဲ့အောင် ငါတစ်နဲ့3လေးငါအစိမ်း ဟာသူတော့နှစ်ခုတွေ့သွားပြီငါခုဒီတစ်ခုမှမတွေ့သေးဘူးတစ်နှစ်အကျလောက်ဟာဟဲ့အောင်ငါတစ်လုံးမှမရသေးဘူးဒိန်ငယ်တစ်ခုမှမရသေးဘူးငါမှာ တစ် ဒိန်ငယ်တစ်ခုမှမရသေးဘူးလောက်ပါနည်းနည်းကျွေးပါအောင်ဒိန်ငယ်လေးပါလေဟာဟဲ့အောင်ဒိန်ငယ်တစ်ခုမှမရသေးဘူး တစ်အိမ်မော် ဟဲ့အောင်ကြီး03ဆိုကြီးတော့စောင်းအဲ့ရုပ်ရမ်းပေါက်သွားပြီ1 2 3 4 5 6အဲ့ကျလောက်ဟဲ့အောင်တကယ်ဟိုဒိန်ငယ်တစ်ခုမှမရသေးဘူး 6 6 တစ်နဲ့3လေးငါ6အစိမ်း ဟာဘယ်လိုယူကွာအဲ့တော့ထဝန်းတော့ punishment လေးကိုမမမ ဟုတ်ကဲ့ရပါလေ ဘာကိုဖုံးတော့လဲထဝန်းတော့လေ မင်္ဂလာ3ခုလုံး ဟာနေတက်မလုံထားလားငါဘာလို့ငါဒိန်ငယ်တစ်ခုမှမရလဲ ဘယ်လိုလုပ်သိပါလဲဟော ဟာဒိဗေမရှိရကွာ